Hello အားလုံးပဲမင်္ဂလာပါဒီနေ့တော့စနေနေ့လောက်စောသိန်းတော့ကျွန်တော်လောက်သိန်းချင်းပဲကြောက်သွားတဲ့ဆိုင်နဲ့ဆက်ုံပုံဝင်ကျွန်ပြပေးမယ်ပေါ့ဗျာကြောက်လည်းမစားရကြာပြီဗျဘာလဲဆိုတော့ဒီဆက်ုံနဲ့ကြောက်ဆိုင်နဲ့တော်တော်ဝေးတယ်ဗျာအရင်တော့အဆောင်ကကျွန်တော်တို့ဆောင်ကဒီအပြင်မှာနေရဆိုတော့ကြောက်ဆိုင်နဲ့နီးတယ်ဗျာလှမ်းပြီးမှာစားလို့ရအခုကဆက်ုံဘက်ကိုပြောင်းလိုက်တော့ဒါတော်တော်လေးလှမ်းသွားပြီပေါ့နော်ကြောက်ဆိုင်နဲ့လမ်း6ရင်အသွားတနာရီဒါမှမဟုတ်45မိနစ်လောက်ပေါ့နော်45မိနစ်တနာရီလောက်ကြာတယ်ဗျအသွားပြန်ဆိုရင်တနာရီခွဲ2နာရီဝန်းကျင်လောက်ကြာတယ်ဗျအဲ့တော့လက်မ6နိုင်ဘူးပေါ့နော်ဒီနာကကျွန်တော်24နာရီစတိုးဆိုင်သွားမယ်ဆိုရင်တော့ဒါ35မိနစ်သွား35မိနစ်ပြ35မိနစ်လောက်သွားရတယ်ဗျအခုလိုပဲဘာမှမရှိဘူးဗျဒါစကူတာလေးနဲ့သွားနေတာပေါ့စကူတာတို့စပိန်တို့ဆိုင်ငယ်တို့ကားတို့ရှိမှသာကျွန်တော်နားအဆင်ပြေတယ်ဗျဘာလို့ဆိုတော့တော်ခေါင်းနေဗျဒီကိုရီးယားနယ်ဘက်တွေတော်ခေါင်းနေဒီရွာတွေထဲမှာဆိုရင်လူတွေမရှိဘူးဗျတိတ်ပြီးတော့အဖိုးကြီးဖွားကြီးတွေလောက်ပဲရှိတယ်လူငယ်တွေကဒါမြို့တွေပေါ်မှာသွားပြီးလှုပ်ပွဲတော်ရက်တွေနေတူးနေမြက်တွေလောက်မှပြန်လာကြတာများတယ်ဗျဒါကျွန်တော်တို့နားရွာပေါ့ဥမှန်ရွာလို့ခေါ်တယ်ရွာလည်းတော်ခေါင်းနေဗျဘာမှမရှိဘူးတိတ်ပြီးတော့စားတဲ့ဆိုင်တော့စားတယ်နည်းနည်းလောက်ပဲရှိတယ်ဒီကိုပဲလာကြတာပေါ့နော်တေးသားစားကျင်တာတို့ဒီဟင်းဒီဟင်းရဲ့နည်းနည်းကြားရဲ့ထဲမှာကုံသွားတာတို့ဘာဆိုဒီကိုပဲလာဝယ်ကြရတာလမ်း6ရင်မိနစ်35မိနစ်ဝန်းကျင်လောက်တော့6ရတယ်ပေါ့နော်သွားပြန်ဆိုရင်တနာရီဝန်းကျင်လောက်တော့6ရတယ်ဗျဒီမှာပဲ24နိုင်စလိုဆိုင်ရှိတယ်မားကတ်လေးရှိတယ်တခြားတေးသားဆိုင်လေးနည်းနည်းတော့ရှိတယ်ဗျဒီဝဲလာကြရတာကျွန်တော်ကြောက်တယ်တော့ဝေးသေးတယ်ဒါလမ်းတစ်ဝက်လောက်ပဲရှိသေးတယ်ထပ်သွားအောင်မယ်ဒီမှာဆိုဗျာကြည့်ဗျာရွာထဲမှာဒါចောင်းပတ်ဝန်းကျင်တစ်ဝိုက်ပေါ့ဘယ်သူမှမရှိဘူးလူကိုသိမရှိဘူးဗျာခွေးဖွားကြီးတွေလည်းနေဘူးတော့ဒါထဲမှာပဲနေကြအိမ်နေထဲမှာပဲနေကြညနေလောက်မှဒါလေခွင်းရာခွင်းနေတဲ့သွားကြတာပေါ့နော်အခုအမှန်ရွာတွေထွက်လာပြီးတော့ကြောက်ဆိုင်ဘက်ကိုဆက်သွားနေတာပေါ့ဒါအတက်ကြီးဖြစ်နေတော့စကူတာမယုံနိုင်ဘူးဗျာမယုံနိုင်တော့လမ်းဆင်းချောက်နေရတာပေါ့စကူတာတွန်းပြီးတော့တက်နေရတာပေါ့ဒီမှာကြည့်ပြတော်တော်ခေါင်းနေဘာမှသိမ့်မရှိဘူးဗျာတောကြီးလိုပဲတကယ်တောကြီးလိုပဲဘေးပေါင်းကျမှခြုံနေပဲရှိတယ်ကျွန်တော်တော်တော်ခေါင်းနေအရင်ကကျွန်တော်ဒီလမ်းကနေချင်းချောက်ပြီးတော့ဈေးလာဝဲတာပေါ့နော်မိနစ်20လောက်လာဝဲအရင်ကျွန်တော်နေခဲ့နေရနေဆိုရင်အခုကဆက်ုံပဲပြောင်းသွားတော့မှခုနလိုမျိုးလေခွင်းနယ်နေဖြတ်သွားတာ35မိနစ်လောက်ဖြတ်သွားတယ်အရင်နေရာနဲ့ဆိုရင်ဒါမိနစ်20လောက်တော့သွားရတယ်ဗျအခုဒီနေရာဒီလမ်းနေပဲလာရတာဗီဒီယိုနဲ့ရှေ့မှာဆိုလို့ဗျာနည်းနည်းကြော်လိုက်မယ်ဗျာချက်ကြည့်လိုက်ဗျာအမှတော်တော်သွားရတယ်လမ်းတစ်ချောက်ရတယ်တကယ်တက်တော်ကြီးရနေဖြတ်နေတယ်လို့ပဲဘေးမှာအင်ကျိုးတို့ကျဲတယ်ပဲရှိရဒီရှေ့ကတိုက်ဆိုရင်ဟိုရှေ့ကတိုက်ကြီးဆိုတာကျွန်တော်တို့အရင်နေခဲ့အဆောင်ပေါ့ဒါကျွန်တော်အရင်နေခဲ့အဖာထွက်တွေပေါ့ဗျာအခုဆိုရင်ကြောက်ဆိုင်တော့နီးလိုက်ဗျာဒီနားကနေတန်းဆက်သွားလိုက်ကြောက်ဆိုင်တော့ရောက်တော့မှာဗျာချက်ကြည့်လိုက်အမှတော်တော်ခေါင်းနေဗျာအခုကြောက်ဆိုင်တော့ရောက်ပြီပေါ့ဗျာဒီရှေ့မှာဆို BAC ကြောက်ဆိုင်ပေါ့အဲ့မှာကျွန်တော်ကြောက်ဆိုင်လေးရောက်ပြီဆိုတော့ဗီဒီယိုလေးရက်လိုက်ပါတော့မယ်ဗျာ